Hello. Di sit nili tembe chenloba. Daliaro sut lo kore. Inine bamiyo to set away with only ribono. Daliaro kali side riba. Kaliani lugiti, di was only ria. Chowaribono. Di ma tere sibono. Daro quasi go madua. Net domirabono. Di ini designer. Gaini ma would soccer game or no. Soccer game I would was some pite. Tuajaro. ခွဲစစ်ကိုခွဲပြီးတော့သုံးစရာမလိုဘူးဒါပေမဲ့ထဲတဲ့ပုံစံလေးကိုအဓိကပြပေးချင်တာဒီမှာကြီးစစ်တွေကြီးစစ်ရွှေရောင်စစ်ငွေရောင်စစ်တွေကိုလည်းဒီနည်းနဲ့ထည့်လို့ရတယ်เนาะခွဲတာနဲ့မခွဲတာပဲကွာမယ်ဒီမှာတော့ခွဲစရာမလိုဘူးဒါပေမဲ့ထဲတဲ့နည်းလေးကိုအဓိကပြပေးချင်တာပါเนาะသူကလေအင်ကြီးနဲ့ဘောင်းမီကိုတစ်ဆက်တည်းညှက်ထားတာဒါလေးကခွာနေရမှာပဲသူကလေဒီစစ်ကိုထည့်ပေးရတာပေါ့เนาะတဘောကအင်ဂျင်နဲ့ပေါင်းပြီးတစ်ဆက်တည်းဖြစ်တယ်အဲအကြောင်းမို့ခွားကိုအရင်ဆုံးပိတ်လိုက်တယ်ဒီမှာတော့အမှ2လက်မခွဲလောက်ပိတ်လိုက်တယ်ပိတ်ပြီးတော့ဒီမှာစစ်ကိုစစ်စာအများကြီးမယူထားဘူးဒီမှာခွားနဲ့တွဲထားတော့သူ့ကိုလေစစ်စာကိုအများကြီးမယူသူ့ကိုလက်မဝက်လောက်ပဲယူထားတယ်เนาะအဲ့ဒီလက်မဝက်မှာပဲဒီစစ်ကိုထည့်သွားမှာဖြစ်ပါတယ်စစ်ကကြတော့ကိုလိုချင်တဲ့ site ကိုမရဘူးပေါ့နော်မရတော့ဒါက18လက်မလားမသိဝယ်လာတာเนาะအဲ18အဲ့ဒါကိုပဲပို့တော့ကိုတော့ညှက်ထုတ်လိုက်မယ်ပေါ့နော်ရှာနေရလေးကိုအရင်ဆုံးဓာတ်ဆက်လိုက်ထားလိုက်တယ်เนาะဓာတ်ဆက်လိုက်ပြီးတော့ဒီမှာစစ်ကိုစပြီးတော့ထည့်ပါပြီဒါကွာကိုအရင်ဆုံးပိတ်ထားတယ်เนาะနှစ်လက်မကွယ်လောက်ကိုအရင်ပိတ်လိုက်တယ်ပိတ်ပြီးတော့အဲ့ဒီနေရာလေးမှာဒီစစ်ကလေးကိုเนาะဒီမှာမျက်နှာချင်းဆိုင်လေးပေါ့အလှနဲ့မျက်နှာချင်းဆိုင်လေးထပ်လိုက်မယ်เนาะထပ်ပြီးတော့သူ့ကိုဒီမှာကိုထားထားတဲ့ချုပ်စာလေးအတိုင်းသူ့ကိုယူသွားပါမယ်เนาะကိုကလက်မနိုင်ဘူးခုမှချုပ်တဲ့စချုပ်မဲ့သူလေးတွေဆိုရင်เนาะဒီနေရာမှာတိချာလေးမှတ်ဖို့လိုတယ်เนาะဒီမှာဒါကကိုချုပ်ထားတဲ့ချုပ်ရာလေးပေါ့เนาะနောက်ဒီချုပ်ရလေးရဲ့အပေါ်ကိုစစ်ကအနည်းဆုံး6စိတ်လောက်အပေါ်ကိုရောက်ရမယ်เนาะမဟုတ်ရင်စစ်ကအဲ့နေရာမှာအဆင်မပြေဘူးเนาะကိုပိတ်ထားတဲ့နေရာလေးထဲအပေါ်ကိုစစ်ကရောက်နေရမယ်เนาะပြီးတော့ဒီအဲ့ခွဲမဲ့နေရာလေးကိုတခြားလေးခြေလေးတုံမယ်เนาะအကေကိုကလက်မနိုင်ဘူးဆိုလို့ရှိရင်ပင်ရက်ကလေးတွေတုံပေးပါเนาะအမကလက်နိုင်လို့ဒါတောက်လျှောက်ချုပ်သွားတာမနိုင်ဘူးမညီတာတွေပါဖြစ်လာနိုင်တယ်လို့ထင်ရင်ဒီနေရာမှာစစ်လေးတွေဒါမှမဟုတ်ရင်ခြိကျဲနဲ့တွဲပါเนาะကိုကျွမ်းကျင်တဲ့ပုံမှာမူတည်ပြီးတော့နည်းနည်းအထိန်လေးတွေလုပ်သွားပါတော့မဟုတ်ရင်သူကစစ်ကအတိုးရှိမညီတာတွေဖြစ်နိုင်တယ်နောက်ပြီးတော့ဒီ level မညီဘဲနဲ့တစ်ဖက်ကတိုးတစ်ဖက်ကရှည်ဖောင်းနေတာလေးခူတာအဲ့ဒါတွေဖြစ်လာနိုင်တယ်เนาะအဲကြောင့်စစ်ကိုတေချာလေးထည့်ပေးပါဒီကအဲ့ဒီတစ်ဖက်ကိုထည့်တဲ့အချိန်မှာအဆင်ပြေတယ်နောက်တစ်ဖက်ကိုထည့်တဲ့အချိန်မှာ level တွေအဲ့လိုစောင်းသွားတာတွေပဲဖြစ်တယ်เนาะဒီမှာတော့ညီနေရမယ်အဲ့လိုညီနေမှာဒီဘက်ကစစ်ကလည်းညီသွားတာအဲ့လိုမညီဘူးဆိုလို့ရှိရင်စစ်သွားထိတ်မှလည်းမညီဘူးပြန်ဖြုတ်ရတာရှိတယ်နည်းနည်းလေးစောင်းသွားတာအလိုက်မင်းစောင်းသွားတာလေးရှိတယ်เนาะအဲ့ဒါကြောင့်အဲ့ဒီနောက်တစ်ဖက်ကိုထည့်တဲ့အချိန်မှာအဓိကပို့ပြီးတော့အရေးကြီးတယ်เนาะပြီးတော့ဒီအရှိမဘလောက်ခြံခဲ့လဲเนาะစစ်က9လက်မလား6လက်မလားနှစ်ဖက်စလုံးမြင်အောင်လို့တေချာလေးမှတ်ပေးပါเนาะအမကထဲဒီအများကြီးကင်နေတဲ့အတွက်ကိုဟိုလက်မှန်းနဲ့ရပါပြီနောက်ပြီးတော့ဒီဟိုလက်ရည်လဲပေါ့เนาะဒီနိုင်တဲ့အတွက်ကိုဒီတိုင်းလေးပဲချုပ်သွားတာအကေကိုကဟိုမနိုင်ဘူးထင်ရင်ပဲရက်ဒီတော့တောက်လျှောက်တွဲပါလက်ချုပ်ဆိုရင်လဲလက်ချုပ်ချီကျဲလေးတွေတေချာတွဲပြီးမှစစ်ကိုတက်ပါเนาะဒါကတက်နီးလေးကိုပဲမျှဝေတာဖြစ်တဲ့အတွက်ကိုအမချုပ်တဲ့နီးတိုင်လေးပြလိုက်တာပါเนาะကိုကကိုထည့်မယ်ဆိုရင်အစင်စင်လောက်သွားပါเนาะပြန်နင်းတဲ့အချိန်မှာလည်းသူကတိချာလေးပြန်နင်းမှုလိုပါတယ်ဒါကတော့ပထမတစ်ချောင်းကဒါရိုးဘီနဲ့ပေါ့เนาะရိုးဘီလေးနဲ့ပဲအရင်ဆုံးတစ်ချောင်းနင်းသွားတယ်ပြီးသွားလို့ရှိရင်တချမ်းဘီပြန်လဲရပါမယ်เนาะစစ်တက်တဲ့ဘီလေးလဲပါမယ်ဒီမှာတော့စစ်တက်တဲ့ဒီအမြောင်းလေးပါတဲ့ဘီနဲ့တော့အဆင်မပြေဘူးသူကတချမ်းဘီနဲ့ပဲတက်မှအဆင်ပြေပါမယ်เนาะဒါကစစ်ပြောက်မဟုတ်ဘူးသူကခွဲစစ်ပေါ့ရိုးစစ်ပေါ့เนาะအဲ့ဒါကြောင့်မလို့သူ့ကိုတချမ်းဘီနဲ့ပဲထည့်လို့ရပါမယ်ပြီးွားရင်စစ်ကောင်းလေးကိုတခြားလေးထုတ်ထားပါမဟုတ်ရင်စစ်ကောင်းနေရာလေးထုတ်ရခတ်ပါတယ်စစ်ကောင်းလေးကိုထုတ်ထားပြီးတော့မှကြံတဲ့အပိုင်းလေးကိုဆက်နှင်းသွားပါတယ်เนาะအဲ့ဒါဆိုရင်ဒီမှာအကျန်းနင်းတာပြီးွားပြီเนาะအကျန်းနင်းတာပြီးွားပြီပြီးွားတော့မှဒီ
အလှပြန်နေမယ်နော်အလှပြန်နေရင်ဒီမှာတချမ်းပြီသုံးပါမယ်တချမ်းပြီလေးလဲပေးပါစစ်ကတော့တမင်အယောင်ခွဲလေးလိုချင်လို့အနက်ဒီပိုင်းသုံးတာပါကာလာတူလိုချင်နေဆိုရင်လည်းကာလာတူတွေဝယ်လို့ရပါတယ်နော်ဒါလေးကသူ့ရဲ့ဒီဇိုင်းကိုအဲ့လိုအနီနဲ့အနက်နဲ့ဆက်ထားတာဖြစ်လို့ကာလာလေးကိုခွဲသုံးထားတာပါဒီမှာတချမ်းပြီးနဲ့နင်းပါပြီနော်ဆုံးတဲ့နေရာလေးကတော့တော်တော်လေးသတိထားရတယ်ပေါ့နော်အဲ့နေရာလေးကအခက်မသိရင်လေးခိုးတာတွေနည်းနည်းလေးမှတ်လာတာတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါကြောင့်အဲ့နေရာလေးကိုသတိထားပေးပါတစ်ဖက်ပြီးသွားပြီဆိုတော့နောက်ထပ်တစ်ဖက်ကိုထပ်နေပါမယ်ဒီနေရာမှာတချမ်းပြီးရလေဘယ်နဲ့ညာနဲ့လာတယ်ပေါ့နော်အမကတော့တစ်ခုပဲဝယ်ထားတဲ့အတွက်ကိုအဆင်ပြေသလိုလှည့်ပြီးသုံးလိုက်ပါတယ်ဒီမှာဘယ်နဲ့ညာနဲ့ဝယ်ထားလို့ဘယ်နဲ့ညာနဲ့ပြောင်းပြီးသုံးနေလဲဆိုရင်တော့ဒီလိုမျိုးဘိလေးကိုဘယ်နဲ့တစ်ခါလဲမယ်ညာနဲ့ကြာရင်ညာနဲ့တစ်ခါပြန်လဲမယ်เนาะအဲ့လိုလေးလဲပြီးသုံးလို့ရပါတယ်တချမ်းပြီးရလေဒါလေးကတော့တန်ပြီပေါ့နော်ကော်ဖီလဲလာတယ်ကော်ဖီကတော့မကောင်းဘူးเนาะဝိတ်မပါဘူးကော်ဖီကိုမသုံးပါနဲ့ဖြစ်နိုင်ရင်ဒီလိုမျိုးတန်ပြီလေးတွေပဲသုံးပေးပါဒါဆိုရင်ထည့်လို့ပြီးသွားပါပြီဒါပြီးသွားတဲ့အနေထားလေးပါเนาะရိုးရိုးစစ်ပဲဆိုတော့လေသူကအဲ့လောက်ပဲပိတ်လို့ရပါတယ်เนาะတအားကြီးပိတ်လို့တော့စိနေအောင်ပိတ်လို့မရဘူးပြီးတော့သူကလေအသွားလေးရလေနည်းနည်းလေးသူကနည်းနည်းပေါ်တဲ့အသွားလေးဆိုတော့လေအဲ့လိုမျိုးလေးအနက်လိုင်းလေးတော့ပေါ်တယ်ပေါ့เนาะဒါကတမင်ဒီဇိုင်းလုပ်ပြီးတော့သူအနက်ရောင်ထည့်ပေးတာဖြစ်ပါတယ်ပြီးွားရင်ဒီအပေါ်မှာဘလောက်ပိုလဲပိုသလောက်ကိုမှတ်မယ်မှတ်ပြီးွားလို့ရှိရင်ဖြတ်လို့ရတယ်ပေါ့เนาะဒါပေမဲ့ချက်ချင်းမဖြတ်နဲ့ဦးမဟုတ်ရင်သူကလေစစ်ကိုမှမေ့ပြီးဆွဲလိုက်ရင်စစ်ပြတ်သွားမှာဆိုလို့เนาะဒါလေးကပြီးသွားတဲ့အနေထားလေးပါနော်စစ်ကလေးကဆွဲလို့ပြုတ်လို့လည်းကောင်းတယ်ပေါ့နော်ဒီစစ်လေးကဈေးလဲတက်တာပါတယ်1500ပဲပေးရပါတယ်နော်18လက်မှတစ်ချောင်းကိုဒါလေးကပြီးသွားပြီဆိုတော့ဒီမှာအမဒီမိဘူးလေးတိုင်လိုက်ပါတယ်အဲ့ဒါဆိုပို့ပြီးတော့လှသွားတယ်ပေါ့နော်မိဘူးလေးဖိလိုက်ပါတော်တော်လေးလှတယ်နော်အနီမှာအနက်လေးနဲ့ဆိုတော့ဘာမှပြောစရာမလိုဘူး perfect ဖြစ်ပါတယ်ရပါပြီဒါလေးပါပဲเนาะ